လူဆိုတာကိုယ်တန်မိုးနဲ့ကိုဗျာနော်ကိုယ်တန်မိုးဆိုတာကကြတော့ကိုတိတလောက်ကိုတက်တလောက်ကိုတွေးထားတလောက်ပေါ့အဲ့ဒီကိုယ်တန်မိုးနဲ့ကိုပဲသွားတာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ချက်ဖို့တီးတဲ့လူကို30ဖို့သွားပြောလို့မရဘူး30ဖို့ပဲတီးတဲ့လူကို100ဖို့သွားပြောလို့မရဘူး100ဖို့ပဲတီးတဲ့လူကိုလည်း1000ဖို့သွားပြောလို့မရဘူး1000ဖို့ပဲတီးတဲ့လူကိုလည်း1000ဖို့သွားပြောလို့မရဘူးပေါ့နော်အဲ့တော့ဒါပေမဲ့လူတွေကကိုထင်နေတာငါကတော့တော်တော်တီးတယ်တော်တော်တတ်တယ်ပေါ့နော်ငါကတော့1000ဖို့တီးတယ်သိမသိကိုကတော့များတီးတယ်လို့ထင်ကြတာခါတော့လူတွေကဒါကထုံးစံကိုအထင်နဲ့ကိုပေါ့နော်အဲ့တော့ကိုဘယ်လောက်တီးတယ်တက်တယ်ဆိုတာကကိုယ်တိုင်ကဆုံးဖြတ်လို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့လူတိုင်းမှာအတ္တရှိတယ်။အဲ့တော့အတ္တရှိတဲ့အတွက်ကြောင့်မို့လို့ကိုဟာကိုကတော့အတိဆုံးအသက်ဆုံးเนาะဒီကဘာပေါ်မှာငါကတော့အတိဆုံးငါကတော့အသက်ဆုံးဆိုပြီးတော့မှယူဆထားကြတာများတယ်။အဲ့တော့ကိုယ့်ကိုဆုံးဖြတ်လို့မရဘူး။ဘသူတွေကဆုံးဖြတ်ပေးကြတာလဲဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုနဲ့ဆက်ဆက်နေတဲ့သူတွေကသူကတော့ဘယ်လောက်ဖို့တည်ပါတယ်သူကတော့တစ်ချက်ဖို့ပဲတည်ပါတယ်သူကတော့30ဖို့တည်ပါတယ်သူကတော့တွေးတဲ့ခေါ်တယ်သူကတော့မစင်စားတတ်ဘူးဆိုတာကိုနဲ့ဆက်ဆက်နေတဲ့သူတွေကိုပတ်ဝန်းကျင်ကိုတငယ်ချင်းတွေပေါ့နော်ကိုရဲ့မိတ်ဆွေတွေကဆုံးဖြတ်ပေးတာဖြစ်ပါတယ်အဲ့တော့ကိုကဘယ်လောက်ဖို့တည်တဲ့လူလဲဆိုတာကိုတည်ဖို့လည်းအရေးကြီးပါတယ်ဒါကတော့ကိုတည်ခြင်းဆိုတဲ့ပညာပေါ့နော်အဲ့တော့ပညာရက်တွေအကုန်လုံးထဲမှာလဲကိုသိခြင်းဆိုတဲ့ပညာကိုသိထားဖို့လည်းအရေးကြီးပါတယ်အဲ့တော့ကိုမသိထားဘူးဆိုရင်ကိုသိထားတဲ့အတွေးတွေကိုသိထားတဲ့အသည့်တွေထဲမှာပဲလောင်ပိတ်နေရောလောင်ပိတ်နေတဲ့ခါကျတော့ဒီထက်ကိုထပ်ပြီးတော့မှပြောရင်လည်းလက်မခံတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကိုအတိဆုံးအသက်ဆုံးလို့ထင်ထားတဲ့အတွက်ကြောင့်မို့လို့ကိုတွေးထားတာဝယ်အမှန်လို့ထင်ထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီထဲကိုထပ်ပြီးတော့ဖြည့်လို့ထည့်လို့မရဘူးဥပမာပြောရရင်တော့ကျွန်တော်တို့ပညာသင်ကြားတဲ့အခါမှာနော်ပညာကိုခံယူသလိုမျိုးပဲနော်မိုးရွာတယ်မိုးရွာတာကိုမျိုးကျွန်တော်တို့ခံယူလို့ရတယ်လက်နဲ့လည်းခံလို့ရတယ်ခွက်နဲ့လည်းခံလို့ရတယ်ပုံးနဲ့လည်းခံလို့ရတယ်ဖလားနဲ့လည်းခံလို့ရတယ်စင်အိုးနဲ့လည်းခံလို့ရတယ်ပေပါဘုံးတွေပါတယ်ပေါ့နော်တခုနဲ့ခံလို့ရတယ်ဒါပေမဲ့ကိုကတော့ကိုယ်စီမှာတော့ပေပါဘုံကြီးတော့ရှိတယ်သို့တော့အဲ့ပေပါဘုံကြီးကိုမှောက်ထားမဲ့နော်အပေါက်ရှိတဲ့ဘက်ကမခံဘူးပိတ်ထားတဲ့ဘက်ကခံမယ်ဆိုရင်မိုးရေကကိုယ်စီကိုတစ်စက်မှဝင်မှာမဟုတ်ဘူးဒါပေမဲ့ကိုယ်စီမှာဖလားခွက်လေးရှိတယ်အဲ့ဖလားခွက်ကိုပဲကိုကအပေါက်ပါတဲ့ဘက်ကနေပြည့်အောင်ခံမယ်ဆိုရင်တော့ကိုကဖလားခွက်နဲ့တန်တဲ့ရှည်တစ်ခွက်ကိုရမှာဖြစ်ပါတယ်ကိုယ်စီမှာပေပါဘုံကြီးရှိနေအောင်နော်တစ်စက်မှမခံဘူးဆိုရင်လည်းဘာမှရမှာမဟုတ်ပါဘူးအဲ့တော့ပညာသင်တဲ့အခါမှာလည်းကိုသိတာတတ်တာတဲ့ကိုပို့ပြီးခံယူခြင်းနဲ့စိတ်ရှိဖို့ကအများကြီးအရေးကြီးပါတယ်